ဒီမှာကြည့်ကြပါအောင်ရှင်မနေ့ကညီမနိုင်ပြိဘောကဆိုင်လေးပေါ့နော်လုပ်ငန်းရှင်တယောက်ကပေါ့နော်လုပ်ငန်းရှင်တယောက်လို့တောင်ပြောလို့မရပါဘူးလုပ်ငန်းရှင်လူရန်ကတစုကပေါ့ညီမတို့ဆိုင်ကိုပေါ့နော်လာရောက်ဖြတ်စည်းသွားတာကြည့်ကြပါအောင်ရှင်ကြည့်ပါအောင်ညီမတို့မရှိတဲ့အချိန်မှာညီမတို့ဆိုင်လေးကိုလာရောက်ဖြတ်စည်းသွားတာပါညီမဆိုင်တစ်ဆိုင်လုံးလဲရစရာမရှိအောင်ဖြက်စီးသွားတယ်ချိန်ချောက်သွားတယ်ပေါ့နော်ဆိုင်မှာရှိတာဆိုလို့ညီမဝန်ထမ်းကောက်မလေး2ယောက်ရယ်ညီမအမေရယ်ညီမကလေးငယ်လေး2ယောက်ပဲရှိတာပါအဲ့လိုရှိတဲ့အချိန်မှာနော်သူတို့ကလူရန်ကတစုလိုက်အပြုံလိုက်ဆိုင်ထဲကိုဝင်ရိုက်ဝင်ခွဲလုပ်ပါတယ်နော်လုပ်တဲ့အချိန်မှာညီမသားငယ်လေးဆိုကြောက်လုံးအကြီးကိုကလေးငယ်လေးကတော့ထွက်ပြေးပြီးငိုယိုပြီးထွက်ပြေးပြီးတော့အခန်းနေတဲ့ဝင်ပုန်းနေရတဲ့အဆင့်ထိကိုဖြစ်ပါတယ်နော်ဒီမှာကြည့်ကြည့်ပါအောင်ဘလောက်တောင်မင်းမဲစရိုက်ဆန်လဲဆိုလို့ရှင်ညီမသားလေးဆိုငိုတာနော်မအေးလဲပြန်ရအောင်အမေကိုဖတ်ပြီးတော့ကြောက်လို့ငိုတာညဆိုခလေးကအိတ်တာကျန်ရောင်ပြီးတော့မှကြောက်တယ်တော့អော်တယ်ပေါ့နော်ဒီမှာကြည့်ပါအောင်ရှင်ဘယ်လောက်တောင်မိုက်ရိုင်းလဲဆိုတော့ကြည့်ပါအောင်ဒါလုပ်ငန်းရှင်တယောက်ရဲ့လုပ်ရလားရှင်ကြည့်ပါအောင်နော်နာမည်တော့ဘယ်သူလဲဆိုတာညီမမပြောသေးဘူးဘယ်ဆိုင်လဲဆိုတာလည်းညီမမပြောသေးဘူးနော်အေးဒါပေမဲ့ तू ကတော့ပြည်အောင်စုလမ်းမပေါ်မှာပေါ့နော်ကျွန်းတကားကြီးပေါင်ဆိုင်ကနော်ဖွင့်လှစ်ထားပါတယ်နော်နာမည်ကြီးကျွန်းတကားကြီးပေါင်ဆိုင်ရပါနော်ညီမတို့ဆိုင်ကိုလာရောက်ဖြတ်စည်းသွားတာအဲ့ဒါနော်ပြည်အောင်စုလမ်းပေါ်ကနာမည်ကြီးကျွန်းတကားကြီးပေါင်ဆိုင်ရပဲဖြစ်ပါတယ်ရှင်ညီမလုပ်ငန်းရှင်နာမည်ကိုတော့မပြောပါဘူးနော်ဒါကတော့နော်လုပ်ငန်းရှင်ပိုင်ရှင်ကိုယ်တိုင်နော်ညီမဆိုင်ကိုလာရောက်ဖြတ်စည်းသွားတာပါကြည့်ပါဦးနော်အကုန်လုံးသူ့မိတ်နဲ့သူကိုမိတ်နဲ့ကိုအကုန်လုံးရောင်းစားနေကြတာပေါ့နော်စီးပွားရေးလှုပ်ရှားနေရတာလည်းမလွယ်ပါဘူးရှင်ဒီမှာကြည့်ပါဦးနော်ညီမဆိုင်ကိုဖြတ်စည်းသွားတာထက်ကိုညီမသားတွေသမီးတွေဆိုကြောက်လန့်ပြီးအခုချိန်ကြီးနော်မအိမ်နိုင်မစားနိုင်တော့ဖြစ်ပြီးတုံကြီးနေကြတယ်အကုန်ညီမအမေဆို65နှစ်ရှိသွားပြီကြောက်လုံးအားကြီးလို့နော်အခုဆိုညီမခလေးတွေတောင်ခေါ်ထားရတယ်ဘယ်လောက်တောင်မှလုံးရက်ကအောက်တန်းကြလဲဆိုရင်ကြည့်ပါအောင်ရှင်နော်ကြည့်ပါအောင်ရှင်ဒါလုပ်ငန်းရှင်တယောက်ရဲ့လုပ်ရလားလို့ကြည့်ပါအောင်ဘယ်လောက်တောင်အောက်တန်းကြလဲဆိုတာကြည့်ပါအောင်နော်ကြည့်ပါအောင်ဒီမှာညီမဆိုင်ကိုလာလောက်သွားတာတဲ့ဒါနာမည်ကြီးနော်နာမည်ကြီးကျွန်းတကားကြီးပေါင်ဆိုင်ရနေပြီနော်အဲ့ပိုင်ရှင်ကိုယ်တိုင်လာလောက်သွားတာပေါ့နော်လူရန်ကအုပ်စုတစုနဲ့နော်ညီမဆိုင်တစ်ဆိုင်လုံးလဲရားစရာမရှိအောင်သူဖြတ်စည်းသွားတာနော်အဲ့ဒါအပြင်သူကချင်းချောက်သွားသေးတာညီမအမေကိုလက်ညှိုးငေါက်ထိုးပြီးချင်းချောက်သွားတာကြည့်ကြပါအောင်ရှင်